နော်ဒီရှယ် okay နော် so there can be adjective collocation, there can be adverb clauses, right? So that's why the first sentence is more concise, shorter sentence. Okay? Opino, get us in the share. I'll go 1, 2, 3. 1, 2, 3. Madu duplicate pinny hardigo yin shaman. Okay, number one. There is another chore. The chore is in the household. Many people dislike this chore. The chore is washing dishes. So ဒီနေရာမှာ duplicate ဖြစ်နေတာက chore. chore ဆိုတာအလုပ်ကိုပြောတာဖြစ်တယ်။ဟုတ်ပြီနော်ဒီဟာကိုဒီ share တော့ one sentence အနေနဲ့ပြန်ပြီးတော့ပေါင်းရေးရမယ်နော်။ကဲကိုယ့်ရဲ့ sentence တွေကိုဒီ Zoom က private chat မှာဖြစ်ဖြစ် group chat မှာဖြစ်ဖြစ်ပို့လို့ရတယ်။ Okay ဒါမှမဟုတ်လည်းကိုယ့်ဘက်ကိုတင်ထားပြီးမှမိုက်ဖွင့်ပြီးပြောလည်းရတယ်နော်။ကဲဒါဆို number 2မှာဆိုလည်း no one got an A on the final exam. ဟုတ်ပြီနော် so it was in the class. The class taught history. အဲ့ဒါဆိုရင် it ကကြတော့ချေတော့ဘာဖြစ်မလဲ final exam ကိုပြောတာဖြစ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်တစ်ချောင်းနဲ့ဘယ်လိုမျိုးပြန်ပေါင်းရေးမလဲလွဲပါတယ်နော်နောက်တစ်ခုကကျတော့ the manager was reviewing her presentation at the same time နော်ဒီမှာ her assistant so manager assistant setting up the technology this happened in the room so အဲ့ဒီ this က setting up လုပ်တဲ့ဟာကိုပြောတာပြီးတော့ the room was for the conference so the room ကဟာပါနော်ဆိုတော့ sentence တွေကိုတစ်ကြောင်းနဲ့ဖြစ်အောင်ကြည်ကြည်လစ်လစ်ဖြစ်အောင် collocations တွေ clause တွေများများသုံးမယ်။ကြဒါဆိုရင်အချိန်3မိနစ်ပြင်မယ်နော် and then we will check the answers together or maybe 5 minutes ညီရမှာဆို5 minute ချိန်ပေးမယ်နော်အဲ့ကပြီးပြီနော် good Joshua လည်းပြီးပြီ
Okay, good. Representation of all their systems. Very good, Joshua. Okay, Nana and Joshua nega baby. Okay, other people, please try to send your answers. Hmm. Okay. Very good. ဒီတန်းနဲ့လူရန်တော်တာပဲကဲ time's up เนาะ let's try to finish up be washing dishes the final exam ဟုတ်ပြီမှန်တယ်เนาะ grammar အားလုံးမှန်တယ်history no one in history class not in history more in history class no one got A on the final exam okay เนาะကျန်တာအဆင်ပြေတယ် okay ဟုတ်ပြီ okay ရမယ်နော်ကဲအဲ့ဒါဆို the share while the manager was representation okay ဟုတ်ပြီကဲရပြီနော်ကဲအဲ့ဆိုရင်နောက်တစ်ခုဆက်သွားကြမယ်နော်ဆိုတော့ဒီ share essay တွေကိုဒီညတော့ဆက်လိုက်ပါမယ်နော်ညဆက်ပြီးတော့feedback ပြန်ပေးပါမယ် feedback ပေးတဲ့အခါမှာdocument တစ်ခုတည်းကိုထည့်ပြီးတော့ကိုယ့်ရဲ့ feedback ကိုကိုယ့်ဘာကိုကြည့်ရမယ်နော်ရှယ် Google Doc ပဲပေးလိုက်ပါဟောတယောက်ချင်းပါးစပ်နဲ့မပြောဘူးเนาะ okay ကဲအဲ့ဒါဆိုရင်အာ essay လေးရေးပြီးပြီဆိုတော့ first unit ပြီးသွားပြီเนาะ so first unit ကတော့ teacher တို့သူက analysis တွေအများကြီးပါတယ်ကဲ second unit သွားကြမယ်เนาะဒီနေ့ any question for unit 1 everybody No, teacher. no okay No, เนาะ teacher. ဟုတ်ပြီ okay အဲ့ဒါဆိုရင်ဒီ share unit 2သွားမယ်เนาะ so unit 2ကဘာလဲဆိုတော့ cause and effect ဟုတ်ပြီเนาะ cause and effect ဆိုတော့ cause and effect မှာအောက်မှာလည်းပါမယ်ပေါ့เนาะသူ့ရဲ့ types တွေရှိတယ်ဟုတ်ပြီเนาะနောက်တစ်ခုက cause and effect လို့ပြောရတဲ့ကြောင့်မလို့သူတို့ကြားထဲမှာရှိတဲ့ linking words တွေကအရေးကြီးပါတယ်เนาะကဲဒါဆို teacher first ဒီပုံလေးမှာရှိတဲ့ဟာလေးကိုဖတ်ကြည့်အောင်เนาะ rivers drain into the Java Sea from the north coast of West Java Indonesia ဆိုတော့နော် rivers တွေကနော် drain into ဆိုတော့ season အောင်ပြောတာနော် so north coast ပေါ့နော်မြောက်ဘက်ကနေဒီ west java ပေါ့နော်သူတို့ဂျာဒီအင်ဒိုနီးရှားမှာသူကကျွန်းတွေအများကြီးဆိုတော့ဒီကျွန်းဆွယ်တွေကျွန်းတွေရှိရပေါ့နော်အဲ့ဒီကျွန်းဒီ west java ဆိုတဲ့ဒီ
ဒီ Java ကျွန်းကအနောက်ဒီကမ်းရိုးတန်းပေါ့နော်အဲ့မှာဒီ rivers တွေသူတို့ရှိတယ်ပေါ့နော် so monsoon what does it mean by monsoon everybody monsoon ဆိုတာမြန်မာလိုပါသိပဲ Teacher, did you Mouton. call my name? မုတ်တော်ဟုတ်တယ်နော်မုတ်တော် monsoon okay rain floods the river so floods the river လို့တယ်ဆိုတာဒီရေရေရှမ်းလာတာပေါ့နော်ဆိုရေတွေများလာတယ် full of sentiment ဆိုတာတော့ဒီမြန်မာလိုပြည့်နော်အနေဆိုရတဲ့အဓိပ္ပာယ်ရနော် rocks တွေ sand တွေ dirt တွေအဲ့ဒါတွေက sentiments တွေဖြစ်တယ်နော်ဆိုတော့အောက်ထဲမှာသူတို့အနေထိုင်သွားရဆိုတဲ့သဘောပေါ့နော် the flood was to discolor the Java Sea as they entered it along the coastline so they are trying to change the color of the rivers because of the sentiments okay so now we're trying to look at the photo and you can see the caption here on a separate piece of paper what comes to mind about this or other natural cause effect relationship get out will be breakout room ထဲမှာဆိုရင်တွေ့ရမယ်နော် you have to think about this picture by looking at it okay and after that you have to discuss with your partner and exchange your opinion okay ကဲတော့ဆိုနေချေတို့ cause and effect essay လေးကိုအရင်ဆုံးသွားလိုက်မယ်နော်ဆိုတော့ကဲ first paragraph တယောက်ဖတ်ပေးပါအောင်ဇွဲဝေလူ you read the first paragraph Yes, teacher. A cause effect essay explains the relationship between an event and its consequences or between actions and results. For example, if too much commercial fishing is allowed in the North Atlantic Ocean action, the fish population in some areas may diminish or disappear. Result. Cause effect essays can be informative, analytical, and insightful. In addition to being able to write a cause-effect essay, you should know how to write a single paragraph discussing a cause and effect or both to be included in a longer essay you are writing. ဟုတ်ပြီ essay ရေးဖို့အတွက် paragraph ရေးတတ်ဖို့လိုတယ်เนาะဆိုတော့ cause and effect လို့ပြောရတဲ့ကြောင့်မလို့သူကတော့ဒီ cause and effect ကြားတဲ့က relationship တွေเนาะတစ်ခုခုလုပ်လိုက်လို့တစ်ခုခုဖြစ်သွားတယ်ဆိုတဲ့အာrelationship ကိုသူကပြောချင်တယ်ပေါ့နော်ဆိုတော့သူ example ပေးထားတာက commercial fishing နေเนาะရမ်းများတယ်ဆိုရင်เนาะ fish population မှာဖြစ်လဲကျမယ်เนาะဒီ fish မျိုးစိတ်တွေ extinct ဖြစ်မယ်เนาะ diminish နဲ့ဒီမှာ disappear ဆိုတာကအတူတူပဲเนาะဆိုတော့အဲ့ဟာတွေဖြစ်မယ်ပေါ့နော်ဆိုတော့ဒီဟာကသူ example ပေးထားတာပေါ့ဟုတ်ပြီ teacher တို့အခုဟိုနော် fossil fuel တွေကိုအရန် burn လုပ်လို့ကဘာကြီးပူနွေးလာတယ်နော် fossil fuel တွေက cause ဖြစ်မယ်ကဘာကြီးပူနွေးလာတာ effect ဖြစ်မယ်နော်အဲ့လိုမျိုးပေါ့ဆိုတော့ဒီမှာဆိုလဲအဲ့လိုပဲသားကောင်တွေမြင်လိုက်ရင်မျိုးတုံးမယ်ဒါပဲဆိုတော့ as cause and effect essay can be informative analytical and insightful ပြောချင်တာကအဲ့ဒီထဲမှာ data တွေပါနိုင်တယ် okay data တွေပါနိုင်တယ်ကိုယ့်ရဲ့အပြင်က knowledge ပါနိုင်တယ်ဟုတ်ပြီနော်ဆိုတော့ teacher တို့ essay တိုင်းကတော့အပြင်က knowledge ပါရတာပဲကိုကစာဖတ်ရတာပဲเนาะစာမဖတ်ရင် essay မရေးတတ်ဘူးဆိုတော့ဒီ informative analytical insightful ဆိုတော့သူ့ရဲ့ points of development တွေများတယ်ဆိုတဲ့သဘောတရားကိုပြောချင်တာဒီနေရာမှာเนาะ okay ကဲဒါဆိုရင်ကျန်တာကတော့သိပါတယ်เนาะ paragraph ရေးတတ်မှာ essay ရေးတတ်မယ်ဆိုတော့ဒီနေရာမှာနှစ်ခုရှိတယ်ပေါ့နော် focus on causes နဲ့ focus on effect အဲ့နှစ်မသက်နှစ်မျိုးရှိတယ်ဒီ cause and effect essay မှာဆိုတော့ focus on causes ဆိုတာကဘာကိုပြောတာလဲ focus on the causes ဆိုတာဘာပြောတာလဲဆိုရင် in one method the focus is on the cause of something เนาะပြောချင်တဲ့သဘောကcost တွေများနေရင်ပေါ့ cost များရင် focus on causes ဟုတ်လား effect ကတစ်ခုတည်းအဲ့လိုပြောချင်တာ so focus on effect ဆိုရင် effect တွေအများကြီး cause ကတစ်ခုတည်းအဲ့လိုမျိုးပြောချင်တာเนาะဆိုတော့ဒီမှာသူနောက်မှာလည်းပါတယ် focus on causes you can choose to write an essay on why people
quit their jobs and brainstorm possible reasons. Okay, cause day. So, affect people quitting their jobs. Hola, cause day ka, any other cause day was sinabi ama. So, cause dayများနေရင်အဲ့ဒီ method ဒီ cause focus on cause ဟုတ်ပြီကဲနောက်တစ်ခုကိုကြည့်ရတဲ့အခါမှာ focus on effect မှာကြတော့ emphasize the effects of quitting a job perhaps detailing the emotional and financial consequences okay ဆိုတော့ဒီမှာကြတော့ teacher တို့က okay quitting ဖြစ်တယ်အဲ့လို quit ဖြစ်လိုက်လို့ quit လူတွေအများကြီး quit လုပ်လိုက်ကြလို့ okay သူ့ရဲ့ consequence တွေကဘာဖြစ်မလဲပေါ့เนาะဆိုတော့ cause ကတစ်မျိုးတည်းဆိုရင် sorry cause တွေအများကြီးရှာခိုင်းနေဆိုရင်ပေါ့เนาะအဲ့ဒါက focus on cause တွေကိုcause ကတစ်ခုတည်းပေးထားပြီးတော့ effect တွေအများကြီးရှာခိုင်းနေဆိုရင်အဲ့ဒါ focus on effect ဟုတ်ပြီเนาะဆိုတော့ teacher တို့ဒီဟာကိုပြန်ပြီးတော့စဉ်းစားတဲ့အခါကျရင်ကဲဒီဟာလေးကိုပဲယဉ်ကြည့်ရအောင်เนาะ you can choose either to write an essay so why people quit their job so why people quit their job ဟုတ်လားအဲ့ဒါကဘာဖြစ်မှာလဲဆိုတော့ effect ဖြစ်မှာဒီနေရာမှာ effect ဖြစ်မှာเนาะဆိုတော့သူ့ရဲ့ cause တွေကိုကိုယ့်အကို brainstorm လုပ်ကြည့်မယ်သူ့ရဲ့ cause တွေကဘာဖြစ်မလဲသူ့ရဲ့ cause တွေကဘာဖြစ်မလဲ maybe distant walk to home. Distance between work and home yes okay distant to work no Not good work-life balance. Work-life balance မရှိတာ lack of work-life balance good anything else A bad employer. Not capable သူတို့မလုပ်နိုင်တာနော်မလုပ်နိုင်တာ skill နဲ့မကိုက်တာ Unhealthy working environment. sorry environment Unhealthy working environment. unhealthy working environment ဟုတ်တယ် unhealthy maybe toxic unhealthy environment working environment okay now anything else Bad colleagues. Lack of professional growth. professional growth မရှိတာ no growth လို့ပဲဒုက္ခကြီးရအောင် okay ဟုတ်ပြီနော် bad employer တဲ့အဲ့ဒါဒီထဲမှာပါတယ် environment ထဲမှာပါတယ် colleagues မကောင်းတာလား employer မကောင်းတာလားเนาะအလုပ်ရှင်မကောင်းဆိုလဲအဲ့ဒါ unhealthy ဖြစ်တာပဲเนาะဆိုတော့ဒီထဲမှာပါဟုတ်ပြီကဲဒါဆိုဒီချေတော့ဒီမှာအချက်5ချက်တောင်ရတယ် right ကဲဒါဆိုရင်ဒါက effect ကတစ်ခုတည်း cause ကအများကြီးเนาะအဲ့ဒီ method ကိုဘယ်လိုပြောလဲ focus on cause ကများနေလို့ဟုတ်လားကဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကဒီဟာကိုပဲဒီ topic ပဲဒီ topic ကို teacher တို့ကသူ့ရဲ့ effect ကိုစဉ်းစားမယ် consequence ပေါ့နော်သူ့ရဲ့ effect ကိုစဉ်းစားမယ်ကဲလူတွေအများကြီးအလုံးထွက်လာရင်ဘာတွေဖြစ်ကုန်လူတွေအများကြီးလုံးမလုံးတော့ဘူးအလုံးတွေထွက်ကုန်မယ်ဆိုဘာတွေဖြစ် Companies will run less effectively. okay less effective operation ပေါ့နော် okay good another ဒီမှာသူပြောထားနော် detailing emotional and financial consequences တဲ့ညာကြီးပြောလို့ရတယ် government ဘက်ကပြောမလားအလုပ်ရှင်တွေဘက်ကပြောမလားကြိုက်တယ်လို့ပြောလို့ရတယ် Repetitive training. The employer has to do the training again and again and again. okay good
repetitive training from employer side နော် okay ဟုတ်ပြီခဏခဏဝင်လိုက်ထွက်လိုက်ဖြစ်နေကြဟုတ်တယ်နောက်ဘာဖြစ်မလဲ economic decline ဒါကတော့နည်းနည်းချိတ်ဆက်ဖို့စဉ်းစားအောင်နော် economic decline လည်းဖြစ်နိုင်တယ်နော်နောက်ပိုင်းလူတွေက okay remote job တွေပဲလုပ်တော့မယ်နော်ကိုယ့်ဘာကို freelance တွေပဲလုပ်တော့မယ်နော်မသွားတော့ဘူးအလုပ်ကိုယ့်ဘာကိုပဲကိုယ့် company ကိုယ့်ဘာကိုထောင်ပြီးတော့ကိုယ့်ဘာပဲလုပ်ချလိုက်တော့မယ်အဲ့လိုမျိုးတွေရမ်းများလာတဲ့ခါကျရင်လေနော်economic decline ဖြစ်တယ် consumer မရှိတော့အဲ့လိုဖြစ်တယ်ဟုတ်တယ် anything else ဒါပဲလားနောက်တစ်ချက်လောက်ထည့်လို့ရသေးတယ် price can go up ဟုတ်တယ်သူတပြည့် labor price ဘိုးကဖြစ်တယ်အဲ့ဒါအလုပ်သမားရှားလာတော့အလုပ်သမားနော် labor ကပြောမယ်ဆိုရင်လစာတွေရန်တက်တော့ company တွေပါဖြစ်နိုင်တယ် bankrupt ဖြစ်နိုင်တယ်နော် labor ဈေးအရန်တက်ပြီးတော့ဆိုတော့မြန်မာတချာ company can bankrupt နော်ပြောမယ်ဆိုရင် employer တွေဘက်ကအများကြီးခံစားရတဲ့ဟာရှိတယ် okay ရမယ်နော်ဆိုတော့အတားကဒီကျတော့ effect တွေကိုပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီ focus on effect method ဖြစ်တယ်နော် brainstorming လုပ်ရင်ဒီလိုပဲလုပ်ရမှာဒီချက်တွေရပြီမလား okay ဒါတွေကဘာတွေလဲ main idea တွေနော်ဒီမှာဆို main idea 1 main idea 2 main idea 3 main idea 4ဆိုတော့အဲ့ဒါတွေကိုဒီချက်တော့ဘာလုပ်လို့ရပြီလဲ passage ရေးလို့ရပြီဒါပဲရှင်းရှင်းလေးနော်ဒီလိုမျိုးအရင်ချရေးပလိုက်အဲ့ဒါက points of development ကို points of development ကိုအရင်ချရေးတယ်လို့ခေါ်တယ်ဆိုတော့ points of development ကိုအရင်ချရေးလိုက်ပြီဆိုရင်ကိုက okay topics and sorry thesis statement စဉ်းစားရတာလေလွယ်သွားပြီเนาะဆိုတော့ဒုတိယအဆင့်ကဒီ share လို့ thesis statement စဉ်းစားတာပေါ့ဆိုတော့ thesis statement စဉ်းစားပြီးတော့အဲ့ thesis statement နဲ့သက်ဆိုင်မယ် connecting sentence အဲ့ connecting sentence နဲ့သက်ဆိုင်မယ် hook အောက်ကနေပြန်စဉ်းစားတာဟုတ်ပြီเนาะဆိုတော့ okay thesis statement ဘယ်လိုရေးမယ်ဆိုစဉ်းစားပြီးတော့ဆိုဒီ share အဲ့ points of development မှာ supporting ဘယ်လိုထည့်မလဲ okay ဒီမှာဆိုရင်၄ဘိုက်တောင်ဖြစ်သွားမယ်ဆိုရင်တစ်ဘိုက်ကိုလျှော့ပြီးတော့ဘယ်နားမှာထည့်လို့ရတယ်ဒီမှာ3နဲ့4နဲ့ဆိုပေါင်းလိုက်လို့ရတယ်ဟုတ်လားအဲ့လိုမျိုးလုပ်လို့ရတယ်နော်ဆိုတော့လို့စဉ်းစားရမယ်ကဲဒါဆိုရင် the truth behind lying ဆိုရဲ cause and effect analysis အကြောင်းဒါလေးကိုအရင်ဆုံးကြည့်ကြည့်အောင်နော်ဆိုတော့ you have to answer the question like in the previous lesson နော်ဆိုတော့လွယ်ပါတယ်ကဲဒါဆိုရင်ဒီshare ကို first paragraph လေးကိုစဖတ်ရအောင်ဟိုဟာဖတ်ပေးပါအောင်လင်းဖုံးလိုက်အောင် number 1 first paragraph Most children are taught the virtue of honesty from fairy tales and other stories. The well-known story of Pinocchio, who begins life as a puppet, teaches the importance of telling the truth. Every time Pinocchio lies, his nose grows longer and longer. Another story that exemplifies how lying can lead to ruin is the one about the boy who cried wolf. In the end, he loses all his sheep as well as the trust of his fellow villagers due to his lies. In the United States, young children learn the tale of 6-year-old George Washington, who bravely admits to his father that he cut down a cherry tree. His honesty earns him his father's praise and respect. These type of stories show children that honesty is the best policy. Still, if this is the case, then why do so many people lie? The fact is that people lie for many reasons. okay ကဲဒါဆိုရင်ဒီshare ကိုသူကဒီမှာเนาะ exemplify လုပ်ထားတယ်ပထမတစ်ခုက Pinocchio ဆိုရက်ဒီ story လေးနဲ့ exemplify လုပ်ထားတယ်เนาะသူစာပိုက်တွေကတော့အရန်ရှည်လုံးနေပေါ့เนาะတကယ်ဆိုဒီ share တို့ဒီ IELTS နော် IELTS တို့တခြား writing တွေမှာဆို maximum က250 words လောက်ပဲရှိတာပေါ့เนาะ
sorry not maximum like minimum ပေါ့နော် so 250 300 အဲ့လောက်ပဲရှိတယ်ဒီကောင်နေဆိုတော့500လောက်ရှိမယ်နဲ့တူတယ်နော်များလုံးနေဒါပေမဲ့ဒီလိုများများဖြစ်တာတော့ဒီ idea တွေများများရတယ်ပေါ့နော်ဆိုတော့ okay ကြည့်ရအောင် first story okay and then another story is 6-year-old George Washington okay honesty ဆိုတော့သူကဒီနေရာမှာ example နှစ်ခုကိုသူပေးထားရပေါ့နော်အရှိကြီးပဲပထမတစ်ခုက lies ကြောင့်ဖြစ်တဲ့ဟာဒုတိယတစ်ခုက honesty ကြောင့်ဖြစ်တဲ့ဟာပေါ့နော်ဆိုရ first hook လေးကဒီမှာ fairy tales and other stories ဆိုပြီးတော့စလိုက်တယ်ဂျားထဲမှာသူ connect လုပ်သွားတယ်နော်ဒီမှာဟိုနဲ့example story နှစ်ခုနဲ့နော်ပြီးတော့ဒီ share နောက်ဆုံးမှာ the fact that is that people lie for many reasons ကြည့်ရဆိုရင်ဒီနေရာမှာ direct thesis statement လား indirect thesis statement လား indirect indirect ဟုတ်ပြီနော် many reason လို့ပဲကျွန်တော်တို့ပြောတာမရှင်းရှင်းလေးသူ့ရဲ့ thesis statement လားနော် people တွေဘာကြောင့် lie လို့လဲ reason တွေပေးတာလားကဲဒါဆိုရင်ဒီမှာ share တစ်ပိုက်ချင်းစီမှာသူ့ရဲ့ဘာကြောင့် lie လုပ်တယ်ဆိုတဲ့ဟာမျိုးကို share တို့ဖတ်ရမယ်ကဲ2 and 3ကိုဟိုဖတ်ပေးပါဦးOgleme Avery အသက်လား Are you new student? Yes, teacher. Okay. Can you please read the 2 paragraph, please? Yes. Yes, teacher. One reason people lie is to minimize a mistake. While it is true that everyone does something wrong from time to time, some people do not have. They're afraid they will be blamed or judged. For example, unfinished homeworks. They might say that they left the work at home when, in fact, they did not do the work at all. These students do not want to get in trouble or seem irresponsible, so they make up an excuse, a lie to save face. 2 and 3. Another reason people lie is company decides to have a weekend meeting. One of the managers might not feel like attending. She may call her boss and give this excuse. I've been fighting off a cold all getting the others sick. I'll be sure to get all of the notes on Monday. When individuals do not want to admit the truth, then face the consequences, they lie to avoid difficulties. Hobby. Oh, That's Hobby the Miyabi, no? Thank you. Kera soye. First body paragraph ma. Topic sentence ka behale. Everybody. One reason people lie is to minimize a mistake. No, minimize a mistake. Minimize လို့မှာ Okay ပြီးတော့နော်တချို့တွေကဒီရှယ်ရောဆိုလဲအဲ့လိုပဲခါလေးကြာရင်ကိုမားလို့မားကြောင့်မဝင်ခံခြင်းဘူးအဲ့ခါကျတော့ we try to lie ပေါ့နော်တကယ်တော့မကောင်းဘူး Okay နော် so ဒီနေရာမှာသူပေးထားတဲ့ပထမတစ်ခုပေါ့နော်ဒီရှယ်ဦးတနေ့ကအစ်စ်တင်ယူလိုက်တာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီရှယ်ကအစကပြောတယ်example explanation and then expansion ပေါ့နော်အဲ့ဒါလေးနဲ့အဲ့လိုမျိုးမှတ်ထားလဲရတယ်နောက်တစ်ခုကကျတော့ဒီရှယ်တို့ example reason result နော် reason result example နော်လို့ခွဲပြီးတော့ထည့်ခြင်းလဲရတယ် supporting sentence ကိုဟုတ်ပြီနော်ဆိုတော့ 3x ကတော့မလို့လွယ်တာပေါ့လေဒါပေမဲ့ဒီဟာပို့ပြီးတိကျရလို့ခံစားရတယ်ဆိုတော့ဒီမှာ while it is true that everyone does something wrong from time to time people do not have the courage to admit their errors because they are afraid they will be blamed or judged နော်ဒါက reason ဖြစ်သွားမယ်ပေါ့နော်ဆိုဒီနေရာမှာ for example ဆိုပြီးတော့ for example ပြောတယ်ဟုတ်ပြီနော်
နောက်တစ်ခုကကြတော့ chair အောက်မှာသူက example ကြီးပဲစတိုက်ပြောသွားတယ်เนาะ student အနေနဲ့ပတ်သက်ပြီးတော့သူပြောသွားတယ် okay ရမယ်เนาะဆိုတော့အဲ့လိုမျိုးလေးထည့်ခြင်းနဲ့ရတယ်အစကဒီ share ပြောထားတယ် x3x နဲ့သွားခြင်းနဲ့ရတယ်ဟုတ်ပြီเนาะဒါကတော့ chair ဆရာမကြီးတယောက်စီကနေပြီးတော့learn လုပ်လာတာပေါ့เนาะပြန်ပြီးဝင်လာတာပါကဲအဲ့ဒါဆိုရင်နောက်တစ်ခု note 3ဆိုတော့ဒီမှာ topic sentence topic idea ကဘာဖြစ်မလဲ this paragraph မှာ that they do not want to be in or cannot manage. to get out of situation ဟုတ်ပြီနော် to get out of situation that they don't want to be in or cannot manage ဟုတ်တယ်နော်ကဲအဲ့ဒါက topic sentence ဖြစ်မှာပေါ့ဒီမှာသူ example ပေးတယ်ဟုတ်ပြီနော်ဒီမှာ company နဲ့ဆိုင်တဲ့ example ကိုပေးတယ်ပြီးတော့သူကဒီနေရာမှာเนาะသူ့ရဲ့ဒီ scenario like ဆိုင်တဲ့ example တွေသူပေးထားတယ်ပေါ့နော်တကယ်တမ်းကိုက academic essay ရေးတဲ့အခါကျရင်တော့ဒီလောက် scenario ဆန်လို့မရဘူးเนาะဒါသူကanalysis လုပ်ဖို့ပေးထားတဲ့အတွက်ကြောင့်မလို့ပါကဲအဲ့ဒါဆိုရင်ဒီအထိသူပေးတယ်ပြီးတော့ when individuals do not want to admit the truth then face the consequence they try to avoid difficulties okay သူတို့ဒီနေရာမှာကျတော့ဒါက reason เนาะအဲ့လိုမျိုးထည့်ထား okay ရမယ်เนาะကဲအဲ့ဒါဆိုရင်ဒီ share တို့ vocab လေးတွေတစ်ချက်အတူတူကြည့်မယ်နော်ဆိုတော့ the first paragraph မှာအပေါ်ကနေပြန်စပြီးတော့ကြည့်လိုက်မယ်ဆိုရင်ပြန်သုံးလို့ရတဲ့ဟာကဒီနေရာမှာ honesty is the best policy ဆိုတဲ့ဟာမျိုး okay honesty is the best policy ဆိုတဲ့ဟာမျိုးလေးတွေဒါဒီ truth နဲ့ပတ်သက်တဲ့essay လေးရေးတဲ့အခါကျရင်အဲ့လို quote လေးသုံးလို့ရတယ်ပြီးသွားပြီဆိုရင်ဒီမှာဆိုရင်လည်းမတော့အများကြီးမပါပါဘူး irresponsible လားဒီလောက်ပဲပါမယ်ဟောဒီမှာ excuse makeup ဆိုတာ create လုပ်တာเนาะ an excuse a lie to save face ဟုတ်ပြီเนาะ to save face ဆိုတာကကြတော့ကျတော့မျက်နှာရအောင်ကိုမျက်နှာမပြည့်ရအောင်ပေါ့เนาะလုပ်တာပြောတာ okay ဆိုတော့ကျတော့ share ရမယ့်ကိစ္စတွေအဲ့လိုမျိုးမလုပ်တာပေါ့เนาะကိုကဲတင်တာပြောတာကဲနောက်တစ်ခါကျတော့ဒီနေရာမှာချက်ကြည့်အောင် or might not feel like attending I have been fighting off a cold ဆိုဒီနေရာမှာ illness ကိုပြောရနော် I cannot risk getting others sick I'm sure the girl the notes on Monday no one to face the consequences so they try okay ဒါတော့မပါပါနော်ကဲအဲ့ဆိုရင်ရမယ်နော် bursary paragraph analysis ကဲနောက်ထပ်4နဲ့5နဲ့ကတော့မတူတဲ့မျိုးဖြစ်မယ်ထင်တယ်ကဲဖတ်ကြည့်မယ်နော်ကဲတရားဖတ်ကြည့်မယ်Joshua number 4 number 5 Parents, particularly those with young children, may teach their children to use this type of protective line in certain circumstances. Many parents teach their children to explain that their mother and father are too busy to what? ဒီဟာလေ paragraph 4 Yes, လေ sir. ဟုတ်လားတားဖတ်နေရတာလား page number In contrast, some people 42 might no? tell a white lie when they do not. Yeah continue In contrast, some feelings. For example, ဟုတ်တယ် a good friend before and say that the cut looks awful, or you thinking. A more gentle response to say it's very original or suits you. These type of lies are generally not considered negative or wrong. In fact, many people who have told the truth to loved ones only see the negative reaction which they had told a white lie. White lies can be used for maintaining ဟုတ်ပြီကဲ
ဒီဟာပဲရင်ပြောလိုက်မယ်နော်ကဲဒါဆိုရင်ဒီ paragraph မှာ topic idea ကဘာဖြစ်မလဲ white lies white line နော် white line ဆိုတာကျတို့အဖြူရောင်မူသားလို့ညီမတွေကပြောရပေါ့နော်ပြောမယ်ဆိုရင်ဟိုကလေးတွေကိုညှက်ချတယ်တုံးတဲ့ဟာမျိုးကဲဒါဆိုရင်ဟို for example ဆိုပြီးတော့ဒီနေရာမှာ haircut နဲ့ဆိုင်တဲ့example ပေးထားရနော်and flattering new haircut one could be truthful and say awful what were you thinking ဟုတ်ပြီနော် it's very original it suits you okay so ချေရုက okay တရားရစပင်းညှက်လာသူနဲ့မလိုက်ဘူး right so we are not going to tell like you look ugly but we would say oh that suits you you look good something like that okay so these types of lie are generally not considered negative or wrong okay they're not negative they're trying to make other people feel good okay so we try to use it often in our daily life ဆိုတော့ဒါက example ပေးထားတာဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ကျတော့ဒီနေရာမှာဆိုရင်ဒါက example ပေးထားတာဖြစ်တယ် these types of lie are generally not considered negative or wrong နော်ဆိုတော့ဒီက result တွေဖြစ်တယ်ပေါ့နော်ဒီကျတော့ result တွေပေးထားတာဖြစ်တယ် while lie can be useful benefits နော် expansion ဆိုတော့ကိုကြိုက်တဲ့အဆင်ပြေသလိုသုံးလို့ရတယ်ဟုတ်ပြီနော်ကြည့်ဒါဆိုဒီ sentence ဒီ paragraph မှာကျတော့ဗာလဲဟိုvocabulary white line ရှိမယ် and flattering what does it mean by and flattering what does it mean by unflattering Unimpressive. impressive so you can say like it is I don't think it's impressive Ugly. actually it's more like unsuitable you know not impressive ကျ flattering ဆိုရင်တော့ဟုတ်မယ် okay flattering ကတော့ and flattering ဆိုရင်သူကမကောင်းတဲ့ဘက်သွားတာ okay negative ပြောရမယ်ဆိုရင် ugly ဖြစ်တယ် unattractive ဖြစ်တယ် and suitable လားအဲ့လိုမျိုးเนาะ suitable မဖြစ်ဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာနောက်တစ်ခုကကြတော့ဒီမှာ response တွေပါတယ်တဲ့ပုံစံလေးနဲ့ okay เนาะဒီဟာလေးပါပဲ maintaining good relationships เนาะ okay ဆိုတော့ white lines ကတော့တော်တော်များများသုံးကြ okay okay number 5ကိုကဖတ်ပေးမယ်နော်ခုနပြောမှုဖတ်ပေးပါ Yes, teacher. A somewhat different reason for lying has to do with self-protection. Parents, particularly those with young children, may teach their children to use this type of protective lie in certain circumstances. What should children do if a stranger calls while parents are out? Many parents teach their children to explain that their mother and father are too busy to come to the phone at that time. In this situation, protected lying can make greater safety. ဟုတ်ပြီနောက်တစ်ခုကကြတော့နောက်တစ် reason တစ်ခုပေါ့နော်ဒီနေရာမှာ topic sentence ကဘာဖြစ်မလဲ topic idea ကဘာဖြစ်မလဲပြောရင် Self-protection. self-protection နော် self-protective line protective line ပေါ့နော် protective line ပေါ့ပြောချင်တဲ့သဘောကခြေတို့အပေါ်က white line နဲ့တော့သိမကွာဘူးဒါပေမဲ့ဒီဟာကကြတော့ခြေတို့များသောအားဖြင့်ပြောမယ်ဆိုရင်ဟိုကို protection လုပ်ချင်တဲ့အခါမှာပြောလိုက်တဲ့ဟာမျိုး for example ကိုကအကျွေးယူထားတယ်ဟုတ်လားအကျွေးရှင်ကလာတောင်းတယ်အိမ်မှာမရှိဘူးပြောလိုက်အဲ့လိုမျိုးပေါ့အဲ့ protective line okay ဒီမှာဆိုလဲအဲ့လိုပဲ now what should children do if a stranger calls while the parents are out ဒီနေရာမှာ stranger က call line ဘယ်လိုလုပ်မလဲပေါ့နော် so their mothers and fathers are too busy to come to the phone at that time ပေါ့ so protective line ဖြစ်တယ်နော်
ဆိုတော့ဒီဟာကသူက example ပေးထားတာတခြားဒီအလုံးကဆိုလဲအလိုပဲပေါ့နော်ဒီကျတော့အပေါ်ကဒီဟာနဲ့နည်းနည်းခက်ဆင်ဆင်နော်ဒီ get out of the situation နဲ့ခက်ဆင်ဆင်ပေါ့နော်ဒါပေမဲ့ဒါကကြိုပြီးတော့ကျတော့ protect လုပ်ထားတဲ့သဘောတရားဖြစ်တယ်နော်ဒါပေမဲ့ဒီဟာကများသောအားဖြင့်ဟိုပြောရမယ်ဆိုရင်ကောင်းတဲ့ line ပုံစံမျိုးဘက်မှာဒီနှစ်ခုကိုပြောတယ်ပေါ့နော် positive opinion နဲ့ပြောချင်တဲ့အချိန်မှာကဲနောက်ဆုံးကျတော့ဒီ conclusion မှာ so people lie for many reasons both good and bad ဟုတ်ပြီနော် good and bad ဆိုပြီးတော့ပြောထားတယ် lying to keep the peace or stay safe can positive results however lying to stay out of trouble can lead to more trouble in the end okay ဆိုတော့ဒီဒီညမှာသူကပထမဆုံးဒီပထမ sentence ကနော် keep the peace or stay safe အဲ့ဒါကဒီနောက်ဆုံးကဒီ 4 နဲ့ 5ကိုသူပြန်ပြီးရည်ညွှန်းထားတာနော်အရှိမ staying out of trouble ကတော့ဒီကျတော့ more trouble ဖြစ်နိုင်တယ်ဆိုတော့အရှိက3နဲ့ sorry 2နဲ့3ကိုသူတို့ပြောထားတာနော်ကြည့်ဒါဆိုရင်ဒီ statement ကနော်နောက်ဆုံး conclusion sentence က restate လုပ်ထားတာလားဒါမှမဟုတ် reflect လုပ်ထားတာဘယ်လိုထင်လဲဒါမှမဟုတ် restate လုပ် သုံးတာrestate လုပ်ထားတာเนาะဆိုတော့ကျတော့ဒီနေရာမှာ many reasons ဆိုတဲ့ဟာကိုပြန်သုံးထားတယ် good or bad ဆိုပြီးတော့သူနှစ်ခုထပ်ထည့်တာเนาะ restate ပြန်လုပ်ထားတာပဲနောက်က sentence ကတော့သူ့ဘာသူဒီဟာကိုသူ summarize ပြန်လုပ်ပြီးတော့ briefing ချပေးထားเนาะကဲအဲ့ဒါဆိုရင်ဒီမှာ understanding the motives behind the impulse ဆိုသူဒီမှာလည်းပြောထား a strong desire to act เนาะလှုပ်ချင်တဲ့ဆန္ဒကိုပြောတာright to lie might minimize this habit of lying so understanding the motives or the share of intention okay intention ဆိုတာရည်ရွယ်ချက်ပေါ့နော်ဆိုတော့ဒီရည်ရွယ်ချက်ကိုကဒီလိန်တဲ့အချိန်မှာပေါ့နော်သူများကိုကောင်းစေချင်လို့လိန်တာလားမကောင်းစေချင်လို့လိန်တာလားအဲ့လိုမျိုးပေါ့နော်ဒီဟာတွေရှိမယ်ပေါ့နော်ဆိုတော့မကောင်းတာဆိုရင်တော့မကောင်းတဲ့ဘက်ကိုသွားမယ်ဒီ motives တွေသူရဲ့ path ဒီပုံစံမျိုးပေါ့နော်အဲ့ဒါတွေကိုသိထားမယ်ဆိုရင် minimize လုပ်လို့ရပါတယ် okay ကဲဒါဆိုရင် what is the main purpose of this essay ကဲ how do you think what is the main purpose of this essay People want to lie. And how to use lying in good ways. how to use lying okay maybe right you can get the idea of lying can actually create more problems but when you lie you have to lie for others good okay so that is the purpose that the writers want you to understand next one thesis statement okay thesis statement ကရှင်းတယ်ဗာလေ The fact is that people lie for many reasons. ဟုတ်တယ်အဲ့ပဲเนาะတော်တော်လေးကဲဒါဆိုရင် what kind of hook does the writer use in this essay is it a question interesting observation scenario quote or other okay what do you think An observation. okay what about other people observation နဲ့ကဲယူချင်းကြည့်မယ်ခြေတော့ကိုဘာတွေပေးထားလဲ story တွေပေးထားတာเนาะပထမဆုံးအပိုက်တွေ scenario เนาะ scenario ပေးထားတာเนาะဆိုတော့ observation ကကြတော့ဒီခြေတော့ဘယ်လိုဟာမျိုးကိုပြောရလဲဆိုရင်ဥပမာ general statement တွေပေါ့เนาะခြေတော့ကဘာကြီးနဲ့ပတ်သက်တဲ့ general statement တွေ background information လိုဟာမျိုးတွေကအဲ့ဒါက interesting observation ဥပမာကဘာကြီးကနှစ်တန်းပေါင်းဘယ်လောက်လောက်ကနေစပြီးတော့လူနေလို့ရတာအဲ့ဒါမျိုးဟို background facts တွေ history facts တွေနဲ့ဆိုတော့အဲ့ဒါ observation ဒါပေမဲ့ကျတော့ကိုဒီနေရာမှာသူကเนาะဒီအောက်မှာstory နှစ်ခုပေးထားတဲ့အတွက်ကြောင့်မလို့ဒါက scenario story ဖြစ်တယ်
Okay, so between the hook and thesis statement, the writer used the connecting information. Write the sentence or sentences here. ဒါဆိုရင်သူကဒီပထမဆုံးဟာကြီးကိုပေါ့နော် so ဘယ်ဟာက connecting sentence ဖြစ်မယ်လို့ထင်တယ်ဒီဟာတွေထဲမှာ charity မှာနော်ဒီ thesis statement မလာခင်စာကြောင်းလေးက connecting sentence ဖြစ်မယ်ဒီကနေပြီးတော့ဒီကနေ This type of these types. Yes, very good เนาะဆိုတော့အဲ့ဒီမှာ honesty is the best policy ဆိုပြီးတော့ဒီ share မှာ many people lies ပြောရဲပြီးတော့ many reasons ဆိုပြီးတော့သူဆက်သွားတယ်เนาะ Okay နောက်တစ်ခု a white line is used in the topic sentence but it's not defined. Write your own definition of a white line. Okay, so maybe you can consider it by yourself. Okay, ဒီ share topic ဒီ breakout room ထဲမှာ discuss လုပ်ရမှာရှိရယ်เนาะပြီးရင်ခဏနေလုပ်မယ်เนาะ so white line ဆိုတာဘာလဲ white line example တစ်ခုပေးမယ်เนาะ white line example တစ်ခုကိုယ့်ရဲ့တငယ်ချင်းကိုပြောပြမယ် okay now the question in paragraph 5 the author supports the topic sentence by giving an example of dangerous situation. Okay, paragraph 5မှာ dangerous situation ကဘယ်နာဟာလေးကိုသူပြောတာလဲဘယ်နာဟာလေးပြောတာလဲ when a stranger calls the children. Yeah, when the stranger called the children descendants ကိုပြောနေတာเนาะအဲ့ဒါက dangerous situation ဖြစ်တယ်အဲ့လိုချိန်မျိုးတွေမှာ white line သုံးရတယ်ကဲနောက်တစ်ခုကကျတော့ in the space below write your own concluding sentence so သူက concluding sentence ပေးထားပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုပြန်ပြီးတော့ရေးကြည့်မယ်เนาะဒီချေတို့ဒီနေရာမှာ in the right ပေးထားတယ်ဆိုဒီချေတို့ the right ပုံစံပြန်ရေးလို့ရမယ်ဟုတ်ပြီเนาะဆိုတော့ဒီ sentence တွေကို paraphrase လုပ်လိုက်လို့ရမယ်ဟုတ်ပြီเนาะကဲ concluding sentence ကိုလည်းအတူတူစဉ်းစားပါမယ်เนาะကဲအဲ့ဒါဆိုရင် breakout room ခွဲပေးမယ် breakout room ထဲမှာဒီက number 5ပြီးသွားရင် number 7ကတော့ကိုယ့်ဘက်ကိုလုပ်လဲရเนาะအချိန်မမီရင်ကိုယ့်ဘက်ကိုလုပ်မယ်ပြီးသွားရင်အရှိကဒီ share လို့ပါလဲ discuss လုပ်မယ်ဆိုတဲ့ဟာဒီဟာเนาะ look at the photo and read the caption on a separate piece of paper ဆိုပြီးတော့ natural cause and effect relationship ဒီဟာเนาะဒီဟာကိုမြင်တဲ့အချိန်မှာဘာတွေခံစားရလဲဘာလို့ထင်လဲเนาะဘယ်ဟာက cause လဲဘယ်ဟာက effect လဲနောက်ပြီးကိုကတခြား example ပေးစရာရှိတဲ့ဟာဆိုရင်ဆွေးနွေးမယ်เนาะအချိန်ပေးမယ်အချိန်အများကြီးပေးမယ်ဒီချက်10 minute ပေးမယ် okay let's try to get to know each other as well ဆိုဘယ်နှယောက်ရှိရလဲ6ယောက်ဟုတ်ပြီ okay okay ကဲဆိုရင် chair ဖွင့်လိုက်ပြီ please join the room try to discuss okay let me know if you have any question one nana တယောက်လည်းကျန်တယ် okay ချက်ထည့်ပေးပါမယ်